Don't like if I bone out in Shazi, they're bones and apple family. How we're going to prove our body as we glorify God? Pull up family. So, okay, so surely that's been going on. You know, we're going to cut our hair nicer to glorify God. And then what else? Julio, tell me something. How you glorify your God with your body? Because God gave us His body, not our body, according to this verse. God gave us His body. He owned it. Then how you glorify His name? Through our body. ကျွန်တော်တို့ကိုဘုရားကသူ့ရဲ့ကိုယ်ခန္ဓာပေးထားတာကျွန်တော်တို့ကိုယ်ခန္ဓာမဟုတ်ဘူးတဲ့ကျွန်တော်တို့မပိုင်ဘူးသူ့ကိုယ်ခန္ဓာကိုကျွန်တော်တို့ဘလို့ဥစ္စာတယ်လဲကျွန်တော်တို့ဘလို့ဘုံတော်ရှင်ရှားသေးတယ်လဲခမင်းမြန်ကျွန်တော်တို့ဘုရားကသူ့အသွေးတော်နဲ့ကျွန်တော်တို့ကိုကယ်တင်ခဲ့နော်အဲ့ဒီအသွေးတော်ပန်းကျွန်တော်တို့ကိုလွတ်မြောက်ခဲ့တဲ့အတွက်ဘုရားနဲ့အတူကျွန်တော်တို့ဟိုဗာလဲဘုရားရဲ့ကိုခန္ဓာလိုဖြစ်သွားတာပေါ့နော်အဲ့ဒါကြောင့်ဘလို့ဘုရားကိုဂုံပြန်ပြုတယ်လဲလို့ကျွန်တော်တို့ဒီကိုယ်ခန္ဓာကိုထိမ့်သိမ်းတာ So how you So what you going to do? How you glorify God with your body? Teacher, I will name one. One, how you look. It is matter, right? Is that matter how you look? Yes. ကျွန်တော်တို့ဘယ်လိုပုံစံဖြစ်နေတယ်လဲဆိုတာကဘာဖြစ်လဲအဲ့ဒါကအရေးကြီးတယ်နော်ဒီတစ်ချက်နေ့တစ်ချက်က how you eat ကျွန်တော်တို့ပုံစံဘယ်လိုပေါ်တယ်လဲဆိုတာဓမ္မအရေးကြီးတယ်ဘာဖြစ်လဲဆိုတော့လူတစ်ယောက်ကကြည့်ပြီးတော့နေပါစားရဲဆိုတာအများနဲ့မတွေ့ဘူး तू ကနေ့တွေ့ပါတွေ့လဲဥပမာလူတစ်ယောက်ကိုကျွန်တော်တို့ပြလိုက်မယ်ဆိုရင်အဲ့လူကို describe လုပ်လို့ရှိရင်ဘယ်လိုလုပ်လဲဟာဒီကောင်ကပူပူရှေရှေထောင်ထောင်မောမောဘယ်လိုပုံစံအဲ့ဒီပုံစံပဲကြည့်တယ်အဲ့ကောင်ဘာစားလဲဆိုတာပထမအဆုံးမတွေ့ဘူးအဲ့ပုံစံကအရင်ကြည့်တယ်အဲ့ဒီပုံစံကဘယ်ကနေစဖြစ်လဲအဲ့ဒီပုံစံကစားတာနေပုံကပုံဝင်သွားတာ So when we look at somebody we describe according to his feature right figure to become that figure how we mold that figure through our food right so you can see people you can tell people whether he eat a lot or not can you tell that လူတယောက်ကိုကြည့်လို့ရှိရင်ဒီလူဘယ်လောက်စားကောင်းလဲမစားဘူးလားဆိုတာသိနိုင်လားသိနိုင်တယ်ဟုတ်လားအန်ဒီဘောချဟုတ်ပါမလားဒီတို့ကြည့်လိုက်လို့ရှိရင်မဟုတ်သူ့ပုံစံကိုကြည့်လို့ရှိရင်အစားအသောက်နဲ့ကြည့်ပြီးတော့အဲ့လိုမျိုးတွေ့လို့ရလေနော်ခန့်မှန်လိုက်ရတယ် So what did you say Manya? You say something you Okay how you wear and then what how you talk ကျွန်တော်တို့ပုံဦးတဲ့ပုံစံတွေကျွန်တော်တို့ရဲ့စကားပြောတဲ့ပုံစံတွေကျွန်တော်တို့မျက်စိ you know the way we look ကျွန်တော်ကြည့်တဲ့ဟာတွေအဲ့ဒါအကုန်လုံးကဘာဖြစ်လဲဖခင်ကိုကျွန်တော်တို့ဖခင်ရဲ့ဘုန်းတော်ထင်ရှားဖို့အတွက်လုပ်ရမယ်တဲ့ so in everything like that we have to glorify God so before you look at the animal how you're going to glorify God through look at the animal tell me Kaka when you see the animal how do you glorify God Not killing, let it go. Okay, that's what I want to go today. You know, in every single thing that we are doing, we have to glorify God. ကျွန်တော်လုပ်တဲ့အရာအကုန်လုံးကကျွန်တော်ဥစားသွားမယ်။ကဲလူတွေပြောတဲ့ကျွန်တော်တို့ကိုယ်ခန္ဓာကအသားကိုစားမှ protein ရမယ်။အဲမျိုးသိတဲ့လူတွေကြားဘူးတဲ့လူတွေဘယ်နှယောက်ရှိလဲ။ So have you ever heard that we need to eat a lot of meat? Wait a minute. Have you ever heard that?
to grow your muscle and then your body. Have you ever heard that? Is that true? Yes. Okay. But Okay. different type of protein from different food. Okay. What kinds of food? Can you go a little bit more? There's green vegetables. You can get protein carbs from there. Mm. Meat, Mm. beans, Soybean. soybean, Mm. beans, it's a beans. ကျွန်တော်တို့ပြောဘူးတယ်နော်တမန်ပြောတဲ့ကျွန်တော်တို့အသားစားမှကျွန်တော်တို့ protein ရမယ် protein ကြမှကျွန်တော်တို့ muscle တွေကြီးမယ်လို့ကျွန်တော်တို့ကြားဘူးတယ်နော်တချို့လူတွေလည်းအချင်းမှာသွားလို့ရှိရင် तू ကအသားဘယ်လောက်စားမယ်ကျွန်တော်ဆရာတယောက်ဆိုတခါစားရင် तू ကမြည်လိုက်တာအမဲသားတပိတ်သားအမြည်ပဲရှိတယ်ဟာမြည်နဲ့ချက်တာတပိတ်သားအကုန်သွားအဲ့ဒါမစားသေးဘူးနော်ဒါပေမဲ့အခုပြဿနာတက်လိုက်သေးလားအခုကျတော့လမ်းလျှောက်တာတော့မှအနေနိုင်ပဲအသက်က60နည်းနည်းပဲ60လောက်ပဲရှိသေးတယ်လမ်းလျှောက်တာမရတော့ဘူးစီးကြိုသွေးကြိုမိပြီးတော့သူအဆင်မပြေတော့ဘူးနော်အဲ့ဒါပြဿနာရှိတယ် so you know that I'm going to tell you about protein from meat all right so here the average American meat eater put over 50 pounds of fat cholesterol so you have to understand two kinds of cholesterol good cholesterol and bad cholesterol, right? Into their body per year. Is that a lot or not? 50 pounds a year they put, right? And then they put a lot of cholesterol and fat. And then they die because of they die by stroke. And then heart attack is 50%. American ကလူတွေသူတို့တစ်နှစ်ကိုပေါင်90လောက်စားတယ်အသားပရိုတင်းရဖို့အတွက်သူစားတယ်ဒါပေမဲ့အဲ့လိုမျိုးစားတဲ့အချိန်မှာအဲ့ဒီ American ကလူတွေပဲသူတို့သေနှုန်းကဘာဖြစ်လဲ50နဲ့50ရာခိုင်နှုန်းကသူတို့သေတယ်ဘာဖြစ်လဲနှလုံးယောဂနဲ့နှလုံးသွေးကြောကျဉ်ပြီးတော့ပိတ်ပြီးတော့နော်အဲ့ဒါမျိုးသူသေသွားတယ်တဲ့ so for that reason is that good to eat meat Good to eat meat if you want to die with heart attack. Is that correct? Yes. If you want to have a heart problem, if you want to die by heart attack, eat meat. It's good. So next time when you see meat, see the heart attack. All right? When you see meat, what you have to see? See the heart attack. How many people? 50% they die from heart attack by eating meat. Why? Why? So we should know why, right? And then I'm going to tell you meat. You know, meat going to give you colon cancer. Okay, you have to remember colon cancer, and then breast cancer, prostate cancer, and then other form of cancer. Cancer is responsible for 33% American deaths. ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ねအသားကြောင့်ねဘာတွေဖြစ်လာလဲ no cancer စအို cancer နောက်ပြီးတော့ CJ cancer နောက်တခြားပုံစံနဲ့ cancer တွေဖြစ်စေပြီးတော့တဲ့အဲ့ဒီအသားစားတဲ့လူတွေ American တွေကိုသူများ research လုပ်တာ100မှာ33ယောက်ကအဲ့ဒီ cancer တွေနဲ့သေတယ်တဲ့ Okay that here is the solution if you don't eat meat how many percent you are going to be safe from cancer 33 to 50% we're going to be safe is that easy ဒါဆိုရင်ကျွန်တော်ပြောမယ်အသားမစားဘူးဆိုရင်ဒီ cancer ယောဂကနေပြီးတော့ဘယ်လောက်ကိုကာကွယ်မလဲ50ရာခိုင်နှုန်းကနေ33ရာခိုင်နှုန်းတခါတည်းကာကွယ်မယ်လှုပ်သိလားမလှုပ်သိဘူးလားမဟုတ်ဒါပြန်စဉ်းစား your health is your choice ဒါအကောင်းစီနင်ရဲ့ရွေးချယ်မှုကနင်ရဲ့အကြောင်းမှကြီးပဲဆိုတော့နင်ရဲ့ပုံစံကပါလဲနင်ရဲ့ရွေးချယ်မှုပဲ so your figure is your choice your health is also your choice we have no restriction no rules but you choose what you want to do if you want to glorify God what you're going to eat you're going to eat something that will going to cause you a heart disease heart attack and cancer or you're going to eat
healthy and you're going to be a good figure that people can see God through your character, through your food, through your activities. ကျွန်တော်တို့ရဲ့အစားအသောက်နဲ့ကျွန်တော်တို့ရဲ့လေ့ကျင့်ကျွန်တော်တို့ရဲ့နေ့စဉ်သုံးလုပ်နေတဲ့အရာတွေကိုကြည့်ပြီးတော့ဖယားကိုတမန်မြင်နိုင်အောင်ကျွန်တော်တို့လုံးမလားဒါမှမဟုတ်ရင်လည်းအဲ့ဒီအသားတွေကိုစားပြီးတော့ကျွန်တော်တို့ cancer ဘယ်လောက်လဲ50ခိုင်နှုန်းဘာတွေဖြစ်မလဲ no cancer CJ cancer so cancer နောက်ပါလဲနှလုံးယောဂလေဖြတ်တဲ့ယောဂတွေကိုဦးနောက်သွေးကြောရင်အဲ့ဒါတွေကိုလုံးမလားအဲ့ဒါမျိုးပုံစံမျိုးနဲ့ကျွန်တော်တို့ဖျားကိုဘာလုံးမလဲဖျားရဲ့ဂုဏ်တော်ကိုကျွန်တော်တို့ချီးမွမ်းမလားကျွန်တော်တို့မှာရွေးစရာလမ်းရှိတယ်တစ်ချက်ပဲရှိတယ်ဆိုတော့ရှင်းပြီလားအဲ့ဒီဟာကိုရှင်းပြီလား so is that clear that is the protein so I will tell you briefly how the proteins work in our body all right the protein is like very simple if we eat a protein our body cannot storage the protein our body can only storage two things fat and carbohydrate fat and carbohydrate that's why when you eat a lot of protein the protein have to go stay somewhere they don't have a place that's why they go and mix with the fat and then that fat mixed with the protein become a poison and then that poison is going to our blood vessel that's why they build up the cell wall and then that's why our blood cannot flow that's why it become a heart disease okay that is a briefly idea that's why how much do we need to eat protein ကဲကျွန်တော်တို့ဘယ်လောက်လိုလဲနော်ကျွန်တော်တို့အဲ့ဒီ protein များလို့ရှိရင် protein ကဘယ်သွားလဲကိုယ်ခန္ဓာမှာသွားတယ်ကိုယ်ခန္ဓာဘာသွားလို့လဲအဲ့ဒီသူ့ကိုတူထားတဲ့နေရာမရှိတဲ့ခါကျတော့အဲ့ဒီ carbohydrate နော်အဲ့ဒီ carbohydrate နဲ့ဒီပါလဲဒီကျွန်တော်တို့ရဲ့အဆီကိုသွားတယ်သွားရောလိုက်တဲ့အခါမှာကျွန်တော်ဥနောက်ထဲကိုသွားတယ်ဟုတ်တယ်မလား carbohydrate ကဥနောက်ကိုအရင်အားပေးတဲ့ဟာဥနောက်ကိုသွားတယ်အဲ့ဥနောက်ကိုသွားပြီးတဲ့အချိန်မှာဘယ်ကနေသွားလဲသွေးကြောကနေသွားတယ်အဲ့ဒီသွေးကြောနဲ့အဆီသွားတဲ့ခါကျတော့ဘာကိုသွားလို့ဆိုတော့ဒီကျွန်တော်ရဲ့သွေးကြောမှာအနံ့ရံနေမှာကတ်နေတယ်အဲ့ကတ်နေတဲ့ခါကျကတ်တာများလို့ရှိရင်သွေးရသွားလို့ရသေးလားကောင်းကောင်းမရတော့အဲ့ဒါရနေစပြီးတော့ဘာဖြစ်လဲနှလုံးရောဂါဖြစ်လာတယ်နောက်ဘာဖြစ်လာလဲကျွန်တော်တို့လေဖြတ်တယ်နောက်ပြီးတော့ cancer တွေဖြစ်လာတယ်ရှင်းလေးပဲဒါကြောင့်မလို့ကျွန်တော်တို့ကျန်းမာခြင်းနဲ့ဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေခြင်းနဲ့ဖခင်သခင်ရဲ့အကျင့်စာရိတ္တနဲ့တူအောင်နေခြင်းနဲ့ဖခင်သခင်ရဲ့ပုံပန်းသဏ္ဍာန်နဲ့ကျွန်တော်တို့ကဖခင်ကိုဘာလဲဖခင်ကိုဂုဏ်ပြုခြင်းနဲ့ချီးမြှောက်ခြင်းနဲ့ဖခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ခြင်းနဲ့ဖခင်နဲ့တူတဲ့ပုံစံကိုသူများကိုပြခြင်းလို့ရှိရင်ဒီဟာတွေကိုကျွန်တော်တို့ရှောင်ဖို့လိုတယ်ကဲအကယ်၍ကျွန်တော်တို့မှာ cancer ရှိပြီကဲအခုဒါပြီးသွားပြီကျွန်တော်မပြောတော့အများကြီးကြံသေးတယ်နောက်တစ်ခုပဲပြောမယ်တစ်ခါမှတစ်ခုပဲပြောမယ် today is about meat right ကျန်ကွာ you're going to eat meat when you see meat what you're going to see cancer and heart attack that's it see meat and then see those two figure then you're going to stop straight away နော်အခုအသားစားလို့ကြည့်လိုက်တဲ့အခါမှာဘာတွေ့ရမလဲကိုပါချင်းဘာတွေ့ရမလဲသူကမတွေ့ဘူးသူကမျက်မှန်တတ်တာအသားစားတဲ့ခါမှာဘာဖြစ်လဲအဲ့ဒီ cancer နဲ့ဘာဖြစ်လဲနှလုံးယောဂနဲ့goutယောဂအဲ့သုံးခုကိုကျွေးမြင်လိုက်လို့ရှိရင်အဓာကတော့သူကောင်းကောင်းခံစားရတယ်နော်ဒါနော်ဒါပေမဲ့စံတုံးပဲရှိသေးတယ်သိမသေးကြသေးဘူးစံတက်နေတုံးပဲရှိသေးတယ်ကဲမေးခွန်းရှိလားအခု open မေးခွန်းမေးမယ်မေးခွန်းဖြေမယ်ကဲဒါဆိုရင်ဘယ်လိုစားမလဲဒါပေမဲ့ကျွန်တော်နောက်တစ်ခုပြောမယ်ဒါဆိုရင်ကအသားမစားလို့ cancer မရဘူးလားရနိုင်တယ်စိတ်ပူပင်သောကားမှုများလို့ရှိရင်ဒါမဲ့ငကူကလှုပ်ထားတဲ့ဟာတွေကြောင့်တခါအဲ့ဒီပျက်စီးတဲ့ဟာတွေပြန်မပြေနိုင်ဆို cancer ရနိုင်တယ်ဒါပေမဲ့သက်သားလို့စားလို့ cancer ရတာတော့မရှိဘူးဒါပေမဲ့ငကူကပြဿနာတွေကဒီအချိန်မှာလာပြီးတော့ပြဿနာတက်တဲ့ခါမှာ cancer ရနိုင်တယ် even though we stop eating meat suddenly sometimes a lot of damage still happen in our body right that one cannot recover everything that's why we could get a cancer but it's very less chance if you start it from the beginning as a guarantee because the God says so okay အခုမေးမယ် open question မေးမယ်အခုဘာတွေမေးရှင်လဲမေးဘာတွေရင်ဆိုင်ရလဲဘာတွေမရှင်းတာရှိလဲမေးရှင်မေးလို့ရတယ်ကျွန်တော်
7 minutes ချိန်ပေးမယ်အဲ့ဒါပြီးရင်ပြီးပြီ So what is the title today? Your health, your choice. And then your body also your choice. You can build whatever shape. It's up to you. But make sure you glorify God. If you don't glorify God, you are on the wrong track. ကဲဘာမေးချင်သေးလဲဘာမှမမေးချင်ဘူးလားကျွန်တော်မိကုန်းအများကြီးကိုဖြေဖို့ကျွန်တော်ပြင်ဆင်လာတာဘာဖြစ်လဲတများကိုမိကုန်းမေး